1992 ခုနှစ်ညတညမှာတော့ရေကူးကနေကိုကစားစရာလှေလေးတစ်စင်းရုတ်တရက်ပေါ်လာခဲ့ပါတယ်။ရဘီကာဟာထူးဆန်းတဲ့စူညံတနေကြောင့်နိုးလာခဲ့ပြီးတော့မှပြည်ထောင်မောက်ကနေအပြင်ကိုလမ်းမေးကြည့်လိုက်တဲ့အခါမှာအဲ့ဒီကစားစရာလေးကိုသတိထားမိသွားပါတယ်။သူမကအပြင်းထန်ဖျားနာနေတဲ့သူမရဲ့မောင်လေးစီကိုအမြန်ပြေးသွားပြီးတော့သူ့ရဲ့လှေကိုရှာတွေ့ပြီလို့ပြောပေမဲ့မောင်လေးကနိုးမလာတဲ့အခါမှာလှေကိုသွားပြီးတော့ယူပေးမယ်လို့ကတိပေးပါတယ်။နောက်ဘေးကွင်းထဲကိုသွားပြီးတော့မှရေကူးကန်အောက်ခြေမှာနေနေတဲ့ကစားစရာလေးကိုဆဲဖို့အတွက်ပိုက်ကွန်ကိုယူလိုက်ပါတယ်။သူမဘလောက်ပဲစူးစမ်းခဲ့ပေမဲ့ဖမ်းလို့မရဘဲနဲ့စူးစမ်းလေရေကူးကန်ရဲ့အစွန်းနဲ့ပို့ပြီးတော့နီးလာလေဖြစ်နေပါတယ်။ယူရီရဲ့မမြင်ရတဲ့အင်အားတစ်ခုကသူမကိုရေထဲကိုတွန်းချလိုက်ပြီးသူမရေကူးဖို့အတွက်ရုန်းကန်နေတဲ့အချိန်မှာပဲရေကူးကန်အပြင်ဘက်မှာသူမရဲ့အမေကနာမည်ခေါ်နေတာတွေ့လိုက်ရပါတယ်။သူကရေဘောကိုအမြန်ပြန်ပြီးတော့တက်လာခဲ့ပေမဲ့ပတ်ဝန်းကျင်မှာဘယ်သူမှမရှိပါဘူး။ဒီကမှမီးတွေကမိတုံဖြစ်နေခဲ့ပြီးသူကကြောက်ပြီးတော့ရေကူးကန်တွေကထပ်ဖို့တဲ့ပြင်ဆင်ခဲ့ပေမဲ့ကစားရလေလေးကပြန်ပြီးတော့ပေါ်လာခဲ့တဲ့အခါမှာသူမကရေကူးပြီးတော့သွားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။လေကိုလက်နဲ့ထိလိုက်တာနဲ့တကူကသူမရဲ့ကြောက်ကိုဆွဲချလိုက်ပါတယ်။သူဟာအကူကြီးတောင်းရင်းနဲ့ရုန်းကန်နေတဲ့အချိန်မှာပဲဒီမှာကာမီလို့တူတူလေးပြောနေတဲ့ထူးဆန်းတဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်။သူမအရေထဲကိုထပ်မံဆွဲချခံလိုက်ရပြီးဒီခါမှာတော့သူမရဲ့အိမ်စီဖက်နဲ့တစ်ဖက်ပဲရေပေါ်ကိုပြန်ပြီးတော့တက်လာပါတော့တယ်။ပြေဆုံးမှန်ကာလမှာတော့ဝေလာမိသားစုကအိမ်အစ်စ်ရှာနေကြပြီးရီကတော့ကားထဲမှာတယောက်တည်းခိတ္တနေခဲ့ကရေဒီယိုကနေတဆင့်ဘေ့စ်ဘောသတင်းတွေကိုနားထောင်လို့နေပါတယ်။သူကတော့အောင်ရောဆိုင်ရာယောဂဖြစ်နေတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာအနားယူခဲ့ရတဲ့ကစားသမားဟောင်းတစ်ယောက်ဖြစ်နေပါတယ်။ခေါင်းကစတင်ပြီးတော့နာကျင်လာခဲ့ပေမဲ့ကလေးတွေခေါ်တဲ့အခါမှာတော့ရေဟာလီလီကိုရှုလိုက်ပါတယ်။ဒုက္ခကိုယူပြီးတော့အိမ်ထဲကမိသားစုတွေကိုတွားပြီးတော့ပူပေါင်းပါတယ်။အိမ်ချမ်းမြေအကျိုးဆောင်ခီကအိမ်ထဲကိုလိုက်ပြပေမဲ့သူတို့ရဲ့တိတ်သဘောမကျတာကြောင့်ပြန်ထွက်ဖို့တဲ့ဆုံးဖြတ်လိုက်ပြီးအပြန်လမ်းမှာတော့ရဘီကာတို့ရဲ့အိမ်ကိုအယောင်တင်ထားတာတွေ့သွားကြပါတယ်။သူတွေကကီကိုဖုန်းဆက်ပြီးတော့မှအဲ့ဒီအိမ်ကိုကြည့်တော့လွန်ခဲ့တဲ့10စုနှစ်အနည်းငယ်အတွင်းမှာပိုင်ရှင်တယောက်ပဲရှိခဲ့တယ်လို့ပြောပါတယ်။ရေရဲ့ဇနီးကတော့သူမအလုပ်လုပ်ခဲ့တဲ့အကြောင်းနဲ့နေတာကြောင့်သဘောကျသလိုရေကလည်းနောက်ဘေးကွင်းထဲကရေကူးကန်ကိုသဘောကျနေပါတယ်။ရေကူးကန်ကိုကြည့်နေချိန်မှာပဲရေကဘေ့စ်ဘောဒီလေးတစ်လုံးတွေ့ပြီးတော့မှတွားယူလိုက်တဲ့အခါမှာချော်ကြပြီးတော့ရေထဲကိုကျသွားခဲ့ပါတယ်။သူရဲ့ခန္ဓာကိုယ်ဟာရေကူးကန်အဖုံးနေတဲ့အပင်တွေကြားထဲမှာညှိနေပြီးတော့အသက်ရှူဖို့တဲ့ရုန်းကန်နေတဲ့အချိန်ယောဂပျောက်ကင်းပြီးဘောလုံးပြန်ကစားနေတဲ့ပုံရိပ်တွေကိုမြင်လိုက်ရပါတယ်။ဒါဟာသူ့ကိုရေကူးပြီးတော့အပြင်ကိုထွက်လာနိုင်မှုအတွက်ခွန်အားတွေပေးနေပြီးနောက်ပိုင်းတော့ရေကဆေးဆေးဖို့အတွက်ဒေါက်တာစီကိုသွားတဲ့အခါမှာဒေါက်တာကသူ့ကိုကလေးတွေနဲ့အားကစားလုပ်တာထက်ယောဂကျင့်တာဒါမှမဟုတ်ရေကူးတာမျိုးကပိုလေတဲ့လေ့ကျင့်ခန်းတွေလုပ်ဖို့အကြံပေးပါတယ်။အထက်မှာတော့ဇနီးမောင်နဲ့ဟာရေကူးကန်ပါတဲ့အိမ်ကိုဝယ်ဖို့အတွက်သဘောတူလိုက်ကြပြီးမကြခင်မှာပဲမိသားစုကပြောင်းလာကြပြီးတော့ကလေးတွေကလည်း Eve အလုပ်လုပ်တဲ့အကြောင်းကိုပဲတက်ရပါတယ်။သမီးဖြစ်သူကတော့ပထမဆုံးနေ့မှာစိတ်တွေလှုပ်ရှားနေခဲ့ပေမဲ့နာမည်ကြီးကောင်လေးရိုနင်နဲ့တငယ်ချင်းတွေဖြစ်သွားကြပြီးတော့ရိုနင်ကသူမကိုရေကူးကလပ်ကိုဖိတ်ပါတော့တယ်။ပေးရမှာမိသားစုလက်ရေကူးကန်ကိုတန်ရှင်းရေးပြုလုပ်ကြပြီးရေကရေစင်းပိုက်ကိုလက်နဲ့နှိုက်ပြီးတော့ရှင်းထုတ်လိုက်တော့တခုခုကသူ့ရဲ့လက်ဘဝကိုလှိပြလိုက်တာကြောင့်အော်ဟစ်လိုက်ပါတယ်။လက်ကိုပြန်ပြီးတော့ဆွဲထုတ်လိုက်တော့သူတွေအများကြီးထွက်နေပြီးရေစင်းပေါက်ကနေအညိုရောင်ရေတွေအရှိန်နဲ့ပန်းထွက်လာပြီးတော့မိသားစုကအနောက်ကိုဆုပ်လိုက်ပါတယ်။ခဏကြာတဲ့အခါမှာတော့ရေကူးကန်ပြပြင်းသမားဟာအဲ့ဒီရေဟာမြေရော်ဆန်းကနေလာတာဖြစ်ပြီးတော့မှတဘာဝအတိုင်းရေစေးစနစ်နဲ့အပူပေးစနစ်ပါဝင်တယ်လို့ပြောပါတယ်။စမ်းရေကန်ဟာရေဟာအသားရည်အတွက်ကောင်းတယ်လို့လည်းကောလာဟာလာတွေရှိနေပါတယ်။တကယ်တော့အဲ့ဒီရက်ွက်ကအရင်ကကျမ်းမာရေးစင်တာတွေနဲ့စပါးတွေအပြည့်ရှိခဲ့တာပါ။ရေကူးကန်အစင်းသင်ဖြစ်တဲ့အခါမှာတော့မိသားစုလိုက်ရေထဲဆင်းပြီးတော့မှပျော်ရွှင်နေကြပါတယ်။အေးကရေထဲကိုတင်ကားပြတွေပြစ်ချပြီးကလေးတွေဘသူကအထူးတင်ကားကိုရှာတွေ့မလဲဆိုပြီးတော့ပြန်ကြပါတယ်။ရေကတော့လေ့ကျင့်ခန်းလိုရင်းနဲ့ရေဟာသူ့ရဲ့ကြွက်သားနာကျင်မှုတွေကိုရောပါစေတာသတိထားမိပါတယ်။ညဘက်မှာတော့အေးကဘေးကိုကြည့်ရင်ရေရဲ့ဆေးဖို့တွေကြောင့်ပဲစိတ်တွေဖိစီးလာပါတယ်။စိတ်ပြေလက်ပြောက်ဖြစ်အောင်ဆိုပြီးတော့သူမရေသွားကူပါတယ်။သူတို့ကြောင့်ခိုင်တာကသူမကိုမကြိုက်တယ်လို့အော်ပြီးတော့ပြေးထွက်သွားခဲ့ပါတယ်။အေးကရေကူးနေတော့မှရေကူးကန်ရဲ့အစုံမှာရေပေါ်လာခဲ့တာကြောင့်လန့်သွားခဲ့ပေမဲ့ပြန်ပြီးတော့ကြည့်လိုက်တော့ဘယ်သူမှမရှိပါဘူး။မိတွေကမိတုံဖြစ်လာခဲ့ပြီးအပြင်ကိုထွက်ဖို့တဲ့ဆုံးဖြတ်လိုက်ပါတယ်။သူမရေထဲကထွက်လိုက်တာနဲ့မီးလုံးတွေကပုံမှန်ပြန်ပြီးတော့ဖြစ်သွားသလိုကလေးတွေကိုကြည့်ပြီးတဲ့နောက်မှာအေးကအိယာတွေကရေကိုအပြင်ကိုထွက်ခဲ့လာလို့မေးပေမဲ့မထွက်ဘူးလို့ပြောပါတယ်။သူမကမနေ့ပြန်ကျရင်ရေကူးကန်အဖုံးတက်ပြီးတော့မှမီးတွေကိုစစ်ဆေးဖို့ပြောပြီးအဲ့ဒီအချိန်မှာပဲခိုင်တာကတော့ရေကန်စင်ပေါ်မှာနားနေပြီးတော့မီးတွေကထပ်ပြီးတော့မိတုံဖြစ်လာပါတယ်။ရေပေါ်မှာကစားစရာလေးပေါ်လာခဲ့ပြီးတော့အဲ့ဒါကိုဟိန်းဟောက်လို့နေပါတော့တယ်။နောက်နေ့မနက်မှာတော့အီလီယိုကခွေလေးရဲ့လေဘက်ကိုရေထဲမှာရှာပြီးတော့တွေ့ခဲ့ပေမဲ့ကြောင်လေးကိုတော့မတွေ့ပါဘူး။ရေကလေဘက်ကိုတွားယူတဲ့အခါမှာသူ့ရဲ့ပတိကရေဆိုသွားတာကြောင့်ဖြီးလိုက်တော့ဒဏ်ရာကအရှင်းကိုပျောက်ကင်းနေတာတွေ့လိုက်ရတော့အံ့ဩသွားပါတယ်။အဲ့ဒီနေ့လည်းမှမိသားစုကရေကူးကန်ကိုအဖုံးဖုံးပြီးညဘက်မှာတော့အေးကရေကူးကန်ထဲမှာအရေးတစ်ခုရှိနေတယ်လို့အိမ်မက်မှတ်ပြီးတော့လန်နိုးလာပါတယ်။အဲ့ရထဲမှာမရှိတာကိုသတိထားမိလို့ပြတင်းပေါက်ကနေကြည့်လိုက်တော့ရေဟာတက်ကြစွာနဲ့ရေကူးနေတာတွေ့ရပါတယ်။ဆေးသွားစစ်တဲ့အခါမှာတော့ဒေါက်တာကသူ့ရဲ့အခြေအနေဟာတိတိကျကျတိုးတက်လာလို့အံ့ဩနေပါတယ်။ရေကတော့ဒါဟာရေကူးချင်းကြောင့်လို့ပြောနေပါတယ်။နောက်ပိုင်းမှာတော့ကိုတော်နဲ့မှဗီဒီယိုရိုက်ရင်းနဲ့လေ့ကျင့်ခန်းလုပ်နေတော့
အီလီယိုကသူ့ကိုလာပြီးတော့ခေါ်ပါတယ်။ရီကတယောက်တည်းရေမကူးဖို့ပြောထားလို့ပါ။ဒါပေမဲ့လည်းရီဟာသူ့ရဲ့ခန္ဓာကိုပြန်ကောင်းဖို့တဲ့စိတ်ဆွဲလန်းနေပြီးတင်ကားပြောင်းပေါ်မှာမျက်နှာလေးဆွဲပြီးတော့အီလီယိုကိုရေထဲမှာကောက်ခိုင်းပါတယ်။အီလီယိုကရေအောက်မှာကစားနေတော့တင်ကားပြောင်းတွေဇက်တိုက်ကျလာတာကြောင့်သူ့ရဲ့ဖေးလို့ထင်ပြီးရေပေါ်ကိုတက်ကြည့်တော့ဘယ်သူမှမရှိပါဘူး။သူထန်းကုန်လိုက်တဲ့အခါမှာတင်ကားတွေထက်ကျလာပြီးရေပေါ်မှာတယောက်တွေးလိုက်ရပေမဲ့တက်ကြည့်တော့ဘယ်သူမှမရှိပါဘူး။တကူကရေကန်စင်ကိုရိုက်နေတဲ့အတန်ကိုကြားရပြီးကြည့်ရင်တော့ဘာမှမရှိပြန်ပါဘူး။အဲဒီခါမှာတော့ရေဘီကာရဲ့အကူအညီတောင်းတကိုကြားလိုက်ရပြီးသူမကတော့သူမဟာအီလီယိုရဲ့အယုတ်လေးဖြစ်တယ်လို့ပြောပါတယ်။အယုတ်ကိုဆယ်ဖို့အတွက်လမ်းနိုင်လိုက်တဲ့အခါမှာတော့စပိန်နေနဲ့ညှိနေပြီးထူးဆန်းတဲ့လက်တစ်ဘက်ကသူ့ရဲ့လက်ကောက်ဝဲကိုလှမ်းပြီးတော့ဆွဲပါတယ်။အီလီယိုကရုံထွက်နိုင်ခဲ့ပြီးတော့မှရေစင်းပေါက်ထဲမှာထူးဆန်းတဲ့ရုပ်သွင်းတစ်ခုတွေ့လိုက်ပါတယ်။ကြောက်လန့်နေတဲ့အီလီယိုကအီကိုပြောပြတဲ့အခါမှာသူမလာပြီးတော့စစ်ဆေးခဲ့ပေမဲ့ဘာမှမတွေ့ပဲအယုတ်ကတော့ရေပေါ်မှာဘောလုံးပေါ်နေပါတယ်။ရီကအီလီယိုမှာတငယ်ချင်းမရှိလို့စိတ်ကူးရင်နေတာလို့ပြောပြီးအီကမိသားစုလိုက်လူမှုရေးပုံမရှိအောင်ရေကူးကန်ပါတီလုပ်ဖို့အတွက်အကြံပေးပါတယ်။နောက်ပိုင်းမှာတော့ရီဟာအီလီယိုရဲ့ baseball လေ့ကျင့်ခန်းကိုသွားအားပေးရမှာနာမည်ကြီးကစားသမားဖြစ်တာကြောင့်လူတွေကအကြံဉာဏ်တောင်းပါတယ်။ရီကိုတိုင်းဝင်ကစားတဲ့အခါမှာတော့ပထမနှစ်ကြိမ်လွဲချော်ခဲ့ပြီးမလဲတတိယအကြိမ်မှာတော့ရေကူးကန်ကပုံရိပ်ကိုအာယုံစိုက်ပြီးတော့ရိုက်လိုက်တဲ့အခါမှာဘောလုံးကအားပြင်းလွန်ပြီးကွဲထွက်သွားခဲ့ပြီးတော့မီဒီကိုလည်းမှန်သွားပါတယ်။လူတွေကအံ့ဩကြပေမဲ့အီလီယိုကတော့သူ့ရဲ့အဖေဟာသူ့ကစားပွဲကိုလူယူသွားလို့မပြောပါဘူး။အဲဒီညမှာအီနဲ့ရီတို့အပြင်မှာညသာသွားစားကြတဲ့အခါမှာလေစီကိုအိမ်ဆောင်ခိုင်းခဲ့ပါတယ်။လေစီကရိုနင်းကိုခေါ်လိုက်ပြီးတော့အီလီယိုကိုတော့မိဘတွေကိုမပြောဖို့အတွက်ချင်းချောက်ထားပါတယ်။ရိုနင်းတို့တွေရေကူးကန်ထဲမှာမာဂိုပိုလိုကစားကြပါတယ်။လေစီရဲ့အလဲမှာမျက်စိမှိတ်ပြီးတော့မာဂိုလို့ခေါ်တဲ့ချိန်မှာတော့ရိုနီဟာသူမကိုနောက်ဖို့အတွက်ရေထဲကနေတိတ်တိတ်လေးထွက်သွားပါတယ်။ရုတ်တရက်ပဲရေဒီယိုကပိတ်သွားခဲ့ပြီးရေထဲကတကူကပိုလိုလို့တိုးတိုးလေးလိုက်ဆိုပါတယ်။လေစီကရိုနင်းလို့ထင်ပြီးတော့မှလိုက်ဖမ်းမိမယ်အဲ့ဒီရဟာပျောက်သွားပြီးသူမရဲ့အနောက်မှာထပ်ပြီးပေါ်လာပါတယ်။လေစီကရေထဲကိုငုံပြီးတော့လိုက်ရှာတဲ့အခါမှာရေကူးကန်ကအောက်ခြေမရှိဘဲနဲ့နှက်ဆိုင်နေတာတွေ့ရပါတယ်။ဒီခါမှာတခုခုကခြေထောက်ကိုဆွဲချလိုက်တဲ့အခါမှာရုံးကန်ပြီးတော့အပေါ်ကိုပြန်တက်လာခဲ့ပါတယ်။ရိုနင်ကသူမကိုဆွဲတင်ပေးလိုက်ပြီးသူမကြောက်လန့်နေကြရှင်းပြပေမဲ့ရိုနင်ကတော့သူမဟာတယောက်တည်းစက္ကန့်ပိုင်းပဲရေထဲမှာရှိနေတာလို့ပြောပါတယ်။မိဘတွေပြန်ရောက်လာလို့ရိုနင်ကလေစီကိုနမ်းပြီးတော့ထွက်ပြေးသွားပါတယ်။အီလီယိုကတော့လေစီကိုသူမြင်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့လာမေးပေမဲ့လေစီကတော့ရေကူးကန်ကအဖေကိုကူညီပေးနေတာမလို့ဘာမှမပြောဘဲနဲ့နေလိုက်ပါတယ်။ပါတီပွဲနေ့မှာလူတွေအများကြီးလာကြပေမဲ့လေစီကတော့ကြောက်တာကြောင့်ရေထဲကိုမဆင်းပါဘူး။အီလီယိုကလည်းအခန်းထဲကနေကင်မရာနဲ့ပဲအပြင်ကိုမှတ်တမ်းတင်နေပါတယ်။မိဖို့ကြောင့်မှအီကတော့ကီကိုအဲ့ဒီရေကူးကန်ကိုဘာလို့နှိမ့်တော့ကြောင်းအသုံးမပြုတာလဲလို့မေးတဲ့အခါမှာတော့မင်းကလေးတယောက်ရင်းနေတည်ဆုံးခဲ့မှုတဲ့အကြောင်းပြောပြပါတယ်။နာမည်ကတော့ရဘီကာလာလို့အီကမေးတဲ့အခါမှာကီကအံ့ဩသွားပါတယ်။ရီကပါတီမှာကလေးတယောက်ကိုပခုံးပေါ်တင်ပြီးတော့ကစားနေတော့ရုတ်တရက်ရေစင်းပေါက်ကနေအမဲရောင်အရည်တွေထွက်လာပြီးရီရဲ့ပါဇက်တွေကိုဝင်သွားပြီးတော့သူ့ရဲ့ကိုယ်လေးကိုပူးဝင်သွားခဲ့ပါတယ်။ရီကကလေးကိုရေထဲမှာအတင်းဖမ်းဆွဲထားလို့ကလေးဟာရင်းနေလာပြီးအီလီယိုကကင်မရာလေးကနေမြင်ပြီးတော့သူ့ရဲ့အမေကိုလာခေါ်ပါတယ်။ကလေးရဲ့ဖေကရေထဲဆင်းကန်နိုင်ခဲ့ပေမဲ့ကလေးရဲ့ခြေထောက်မှာရင်းညှင်ထားတဲ့အရာတွေကျန်နေခဲ့ပါတယ်။ရီကတော့ရေအောက်မှာသတိမိနေလို့ပြန်ကဲထုတ်ပြီးအီကစီပီယာလုပ်ပေးလိုက်တော့မှပဲသတိရလာခဲ့တာပါ။ပါတီပွဲပြတ်သွားခဲ့ပြီးတော့ရဲတွေရောက်လာခဲ့ပါတယ်။ကလေးရဲ့မိခင်ကတော့ရီဟာကလေးကိုအတင်းဖမ်းထားတာလို့ပြောပေမဲ့အီကတော့ရီကလည်းရေနစ်လို့နေပါဖြစ်ခဲ့တာလို့ကာဝယ်ပေးပါတယ်။ကလေးရဲ့ဖခင်ကအမှုမဖွင့်ပေမဲ့ရီကိုလေ့ကျင့်ခန်းနေမှာမလာဖို့အတွက်တားမြစ်လိုက်ပါတယ်။အီကတော့ရေကူးကန်မှာတခုခုမားနေပြီလို့ပြောပြီးတော့အိမ်ကနေထွက်ဖို့အတွက်ပြင်ပါတယ်။ကောင်းမောင်းနေတဲ့အချိန်မှာပဲရီကအမဲရောင်အရည်တွေအန်ထုတ်ပြီးနေမကောင်းဖြစ်လာလို့အိမ်ကိုပဲပြန်လာခဲ့ပါတယ်။အီကရေကူးကန်တွေကရေတွေကိုစုပ်ထုတ်ပစ်လိုက်ပါတယ်။နောက်နေ့မှာတော့အိမ်ရဲ့သမိုင်းကြောင်းကိုရှာဖွေတဲ့အခါမှာဒီမှာနေခဲ့တဲ့မိသားစုတိုင်းလူတစ်ယောက်စီဆုံးရှုံးခဲ့တယ်ဆိုတာတွေ့ရပါတယ်။သူမရဘီကာရဲ့အမေလူစီစီကိုတွားပြီးတွေ့တဲ့အခါမှာလူစီကတော့အဲ့ဒီစမ်းရည်ဟာဆူတောင်းပြဖို့အတွက်ရေပူစော်ရတာဖြစ်တဲ့အကြောင်းနဲ့သူမရဲ့သားယောဂပြောဖို့ရဘီကာလေးကိုရေပူစော်ခဲ့တာဖြစ်တဲ့အကြောင်းဝန်ခံပါတယ်။အင်မာရိုရီဟာရေပိုက်တွေကရေတွေကြောင့်ဝိညာဉ်ဆိုးထမှန်ဖူးခဲ့ခြင်းခံလိုက်ရပါတယ်။အီလီယိုကရေကူးကန်နာမှာခွေးလေးရဲ့အတန်ကိုကြားလို့တွားကြည့်လိုက်တော့ရေထဲကိုကျသွားခဲ့ပြီးရေကူးကန်အဖုံးကသူ့အပေါ်မှာပိတ်သွားခဲ့ပါတယ်။အီနဲ့လီစီပြန်ရောက်လာခဲ့ပြီးအီလီယိုကိုကယ်ဖို့ကြိုးစားကြပါတယ်။အီကရေထဲဆင်းပြီးတော့အမောင်လူထဲမှာလိုက်ရှာပြီးတော့ကယ်တင်ခဲ့ပါတယ်။ဒီကမှာဝိညာဉ်ဆိုပူးကန်နေတဲ့ရီကလီစီကိုတတ်ဖို့တဲ့ကြိုးစားပြီးလီစီကရီကိုရိုက်နှက်လိုက်တာကြောင့်ပဲရီသတိပြန်ဝင်လာပါတယ်။ရေကူးကန်မှာရေပူစုံမှုမရမချင်းရက်တက်မှမဟုတ်တာကိုရီကသိလိုက်ပြီးသူဟာသူ့ရဲ့မိသားစုကိုကယ်တင်မှုတွေရေကူးကန်တွေကိုကိုယ်တိုင်ခုံချပြီးတော့အသက်ပေးသွားခဲ့ပါတယ်။နောက်ဆုံးတော့မိသားစုဟာတခြားသူတွေထပ်ပြီးတော့အသက်မဆုံးရှုံးစေဖို့အတွက်ရေကူးကန်ကိုမြေကြီးတွေနဲ့ဖုံးအုပ်ပစ်လိုက်ပြီးတော့အဲ့ဒီအိမ်မှာပဲဆက်လက်နေထိုင်သွားကြပါတယ်။